Hello guys ဒီနေ့ကတော့ game အကြောင်းလေးတင်ပြတော့မယ်ပေါ့နော်အခုအိုင်ရလဲအခုမှစတင်တာပေါ့နော်နည်းနည်းလေးတော့အတတာလေးကနည်းနည်းလေးတော့ညံ့နေရပေါ့နော်ညံ့နေထဲမှာပါတယ်ဒါပေမဲ့ဘလို့ကွန်ပျူတာကို Roblox play ရလဲဆိုတာပြောပြသွားပါမယ်ဖြစ်ပါတယ်ရှင်အခုဆိုရင်တော့sorry I'm Google I'm a message တယ်နော် I have Billy 8ပါ I have အခုမှ screen ဆောက်တော့တော့မို့လို့အားပေးကြပါအောင်ရှင်ဘယ်လိုစတင်ရမလဲမသိဘူးကဲဒီမှာ mouse လေးပါ mouse လေးကိုဒါကြတော့ရှေ့လို့ရှိတယ်နော်အဲဒါတော့ mouse လေးပါဒါကြတော့ဒီပြဥစ္စာဒါရွေးတဲ့ပုံစံ okayနောက်ပြီးရင်ဒါလေးကတော့ jam ပေါ့နော်ဟုတ်လား okay icon ကိုဆန်းတာပေါ့နော်ဒီကိုဆန်းပြီးတော့ပြီးဒီအားကြတော့ဒီနားလေးမှာနေရာလေးရှိတယ်အားလေးကိုဒီလေးရှေ့တိုးနောက်ဆိုဒါရှေ့တိုးဒါဒီလိုဘေးလေးကိုတော့ sorry ဒါတော့ဘေးလေးကိုတော့အဲ့ဒါတက်နေလို့ဖြစ်မှာရှင်ဟောဒါလေးအဲ့ဒါဒီလိုတွေ့ရကဲဒါလေးကတော့ရှေ့တိုးနဲ့ပေါ်လို့ရတယ်ပေါ့နော်ကဲအဲ့ဆို I နဲ့တူတူဆော့ကြည့်မယ်ကဲဆိုဒီလိုလေးဖြစ်သွားမယ်ပေါ့နော်ဟုတ်ပြီဒီလိုလေးအိုင်တလိုင်းရောက်သွားပါပြီကဲဒီလိုလေးဆော့ရတာဖြစ်ပါရှင်အားလုံးပတ်ပိုင်နေတာ